ကဲအားလုံးပဲမင်္ဂလာပါမနေ့ကအာဆင်နယ်အသင်းဘယ်လိုတော့အာဆင်နယ်ကမန်စီးတီးကို3-0နဲ့နိုင်သွားပါတော့ကျွန်တော်မနက်ခင်းကလေးကတင်နေတာလှုပ်ရှုံနေလို့မနက်ခင်းလှုပ်ရှုံနေလို့မတင်ပြတာပါအာဆင်နယ်မနေ့ကကစားသွားပုံတော်တော်ကောင်းတယ်ဗောနော်ကျွန်တော်အထူးတလဲရှိယူကစားသမားတစ်ယောက်ရှိတယ်အဲ့ကစားသမားရောခရစ်စတိုဇိုးလေးဖြစ်တယ်တကယ်မိုက်တယ်ခရစ်စတိုဇိုးလေးကစားတာတဲ့မလားနံပါတ်1ချက်တကူအောင်မဆန်ဘူးနံပါတ်2ချက်ဖန်တီးပြီးရနံပါတ်3ချက်ဆန်းချက်ကိုပြန်တွေ့နေရတဲ့အတိုင်းပဲဗျာဆန်းချက်ကိုပြန်မှတ်ရစေတယ်ဗောနော်သူ့ရဲ့ကစားပေါ့တူဝါယုံနဲ့အဲ့တိုင်းဆိုရင်သူ့ရဲ့နောက်မှာနောက်ချန်သူ့ရဲ့နောက်မှာနောက်ချန်ဘယ်တောင်မှန်လူလေးတယောက်တော့ဝယ်အဆင်ပြေပြီဗျာဘာလို့ဆိုတော့သူနည်းနည်းနားရအောင်နည်းရတက်တာအောင်လို့ကျွန်တော်တော့မာတင်နယ်လီမျောစီချင်ဦးမာတင်နယ်လီထားစေချင်တယ်ဗောနော်အဲ့ဒါပါပဲပြီးရင်အဲ့ဟိုဟာပေါ့ပြီးမာဒူကေကတော့တိတ်မစုံဘူးဗျာမာဒူကတဘောကောင်းလဲဆန်တယ်ကန်ချက်တွေလည်းမထွက်ဘူးမာဒူကေကမနစ်ကရသည်တိခံမေးလို့ရတယ်ဒီနေ့ရာဒီမှာကြောင်တောင်လုံးနေတော့မာဒူကေကတော့ရောင်းထုတ်ခံရမယ့်ထဲမှာပါတယ်ပေါ့နော်နောက်တဲ့ကစားသမားတယောက်ကတော့ဘရူနိုဂျီကလည်းတိတ်ပြီးတော့ခြေစမ်းတိတ်မပြနိုင်ဘူးဒါပေမဲ့ကောင်းတာတော့ကောင်းတယ်သူကလည်းသူနောက်ရာဒီကြရင်နောက်ပွဲတွေကြရင်တော့တားကြသွားလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဟိုတချို့ကောင်တွေကပြောရပေါ့နော်မန်စီးတီးညံ့လို့ပါညာတယ်ဆိုတော့မန်စီးတီးညံ့ရင်ကန်ကြည့်ပါအောင်ဟုတ်တယ်မလားမန်စီးတီးညံ့ရင်အရင်ကန်ကြည့်ပါအောင်ဘောလုံးပွဲကြည့်ရတဲ့လူတိုင်းသိတယ်အဲ့ပွဲမှာဒီဘေးရလက်စွမ်းပြလို့တာအာဆင်နယ်နဲ့မန်စီးတီးကဒီလိုရလက်ထွက်သွားတာပြီးရင်အာဆင်နယ်ရဲ့နောက်တန်းတော်တော်ကောင်းပါတယ်မို့စကွာရဲ့နဲ့မကာဟေးပေါ့နော်ဂါဘရီယယ်မကာဟေးကတော့တော်တော်လေးကိုမှချီကျူးဖို့ကောင်းတယ်ပေါ့နော်တော်တော်အဆင်ပြေပေါ့နော်ပြီးရင်နောက်တစ်ယောက်ချီကျူးရမယ့်ကစားသမားလေးရောလူးဝစ်ကယ်လီအဝင်အထွက်တွေကောင်းတယ်ပေါ့နော်အဲ့ကစားသမားလေးအာဆင်နယ်ကတော့အခုနီးပြရေးထဲမှာလည်းဒီပရီးမီးယားလိတက်တန်းပေါ့နော်ပရီးမီးယားလိဟိုတက်တန်းရင်ပရီးမီးယားလိမှာပေါ့ကွာအသားကျပြီးသားနီးပြဆိုတော့အာတီတာပဲကြံတော့တယ်မန်စီးတီးဆိုလည်းနီးပြအသင့်နဲ့လီဗာပူးလို့ပါဆိုလည်းခုမှနီးပြမန်ယူဆိုလည်းနီးပြအသင့်နဲ့ဆိုတော့အာဆင်နယ်ကတော့ဒီရာသီလက်အာဆင်နယ်ကိုတားနိုင်လိမ့်မယ်လို့မထင်ဘူးသူရဲ့ရှီစမ်းရှီစားတော်တော်ကောင်းမွန်တဲ့ထဲမှာပါရောနော်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဟိုပါပေါ့စပါးပေါ့နော်စပါးတော့တစ်ချက်စောင့်ကြည့်ရပြီပေါ့နော်ဒီဇာဘီကတော့ဒီဇာဘီကတော့ပရီးမီးယားလိမှာတားကြပြီးသားဒီပြဆိုတာဒါပေမဲ့လည်းတားကြသွားစပါးနဲ့အသက်ဆိုတော့အာဆင်နယ်အရာအလုံးကိုတိဆောက်ပြီးသားဖြစ်တဲ့အတွက်ဒီနှစ်လည်းအာဆင်နယ်ကတခုခုလုံးပြအောင်မှာဖြစ်တယ်အမြင့်ကိုပြန်တက်အောင်မှာဖြစ်တယ်ပြောရမယ်ဆိုရင်ဂွာဒီယိုလာသူ့တပည့်အာတီတာကို crown လွှဲသွားတဲ့အတိုင်းပဲအဲ့လိုဖြစ်လာလိမ့်မယ်ပေါ့နော်ကဲအားလုံးကျေးဇူးတင်ပါတယ်အာဆင်နယ်ကမန်စီးတီးကို3-0နဲ့နိုင်ရရှိပြီးတော့ community တိုင်းကိုထားတဲ့ရရှိခဲ့တယ်နောက်ပဲကြရင်ရာသီစမယ်ရာသီစရင်ကျွန်တော်ရဲ့ဘောလုံးဝက်ခံမှန်းလေးတွေကိုမနက်ခင်း7:00 နာရီသို့မဟုတ်ညနေ6:00 နာရီလောက်ကြာရင်ကျွန်တော်တင်ပေးပါမယ်ဒီနေ့ညလည်းပွဲတော့ရှိပြီပဲကျွန်တော်ခံမှန်းပေးတော့ပါဘူးကျွန်တော်ခံမှန်းပွဲလေးတွေကိုစနေနေ့ဝင်တိုင်းတင်ပေးပါမယ်ကြည့်ရှုအားပေးလို့ရပါတယ်အဆင်ပြေပြီ free ပွဲလေးစပြီးတင်ပေးမယ်ပေါ့နော်နောက်ပိုင်းမှလာကျွန်တော်အဆင်ပြေသူလိုလေးလှုပ်ရှားမယ်ပေါ့ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်